เคမင်္ဂလာပါဒီနေ့ကျွန်တော်မနေ့ကဝင်ခဲ့တဲ့ Nasdaq လေးပေါ့နော်မနေ့ကဝင်ခဲ့တဲ့ index လေးကိုကျွန်တော်ပြန်ပြပါမယ်မနေ့ကကျွန်တော်ဘယ်လိုမျိုးဝင်ခဲ့လဲပါလဲညာလဲပေါ့နော်ဆိုတော့ကျွန်တော်မနေ့က analysis ကိုကျွန်တော်လိုက်လွှင့်ခဲ့ပြီးသွားပြီတော့ဝင်တဲ့ဟာလေးပဲပြန်ပြောရမှာပေါ့နော်ဒီ15မိနစ်ကပဲပြရမှာပေါ့လေokayအဲ့တော့ဒီမှာကျွန်တော်မနေ့ကဝင်နေတဲ့နေရာကနှစ်နေရာရှိတယ်နောက်နှစ်နေရာရှိတယ်နှစ်နေရာမှာခဏလေးပြဒါရက်ပါလိမ့်မသိဒါရက်မှားနေတယ်လို့မမဘူးโอเคအဲ့နှစ်နေရာမှာကျွန်တော်ဝင်ခဲ့တာကဒီမှာပေါ့ဒီမှာတစ်ခုရှိမယ်ဒီမှာပေါ့နော်ဒီမှာတစ်ခုရှိတယ်ဒီမှာတစ်ခုရှိမယ်နော်ဒီမှာကကျွန်တော်ပြောရတဲ့အတိုင်းပဲပေါ့နော်ဒီ box လေးကိုဖောက်ကြရင်ဝင်မယ်ဆိုပြီးဒီ neon box လေးကိုပေါ့ဖောက်ကြရင်ဝင်မယ်ဆိုပြီးတော့ကျွန်တော်ပြောတယ်ဝင်လိုက်တယ်ပေါ့နော်ဒီနောက်လောက်မှာဖောက်ကြလို့မြင်ရတဲ့ခါကျကျွန်တော်ဝင်လိုက်တယ်နော်ဝင်လိုက်တယ်ဒီနောက်လောက်မှာဝင်လိုက်တယ်ဒါပေမဲ့ကျွန်တော်အောက်ထိသူကြပါမလားဆိုပြီးကျွန်တော်စိုးရိမ်နေဘာလို့ဆိုတော့ power ကသူကပေါ့နော် rate ကတ်မယ်ဆိုတဲ့ကိစ္စကိုအရေးမို့ထပ်ပြောရဲဆိုတော့ American ရဲ့ဒီကျွန်တော်တို့အတိုးနှုံးကိုသူကထပ်ပြီးတော့ short ချတယ်ဆိုပြီးပေါ့နော် short ချလိုက်တော့ rate ကတ်လိုက်မယ်ဆိုရင်သူကကျွန်တော်တို့နီးပညာကဏ္ဍပေါ့ Nasdaq လိုဟာမျိုးတွေသူပြန်တက်လာတတ်တယ်နော်ပြန်တက်လာတတ်တော့ကျွန်တော်မသေးချာတော့ဘူးပေါ့နော်ဘာလို့ဆိုတော့သူကအဲ့တုန်းက power ပြောနေတဲ့ဒီကာလပေါ့နော်ဒီလိုချိန်လေးကမနေ့ည7:35မှာ power ပြောနေတဲ့အချိန်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ပဲpower စပြီးတော့ပြောတော့မယ်ပေါ့နော်ပြောတော့မယ်ဆိုတော့17လောက်မှာဖြစ်မယ်ထင်တယ်နော်17လောက်မှာကျွန်တော်အဲ့ဒါနဲ့ပိတ်လိုက်တယ်နော်အားလုံးကျွန်တော်ဝင်ခဲ့ treatment များပိတ်လိုက်တယ်ဘာလို့ power ရဲ့စကားအရင် powerful ဖြစ်တယ်ပေါ့နော်သူပြောတဲ့စကားအတိုင်း market ကလိုက်ရွှေ့နေတယ်ပေါ့နော်လိုက်ရွှေ့လေးရှိတယ်အားကြောင့်မလို့ကျွန်တော်ကဒီနားလောက်မှာပဲကျွန်တော်ကအမြဲနည်းနည်းလေးနဲ့ပဲပိတ်လိုက်တယ်ပေါ့နော်ပိတ်လိုက်ပြီးတော့ကျွန်တော် power စကားကိုဆက်ဆောက်တယ်ပေါ့နော် power ကသူကစကားပြောပြီးတော့ power စကားကသူမပြောခင်ကျွန်တော်ပိတ်လိုက်တယ်ပိတ်ပြီးတော့ power စကားပြောပြီးတော့သူကအောက်ထိထိုးကြတယ်ထိုးကြပြီးတော့ power ကသူခုန rate ကတ်မယ်ဆိုတဲ့အကြောင်းဒီလေးကိုသူရေးမို့ထပ်ပြောလိုက်တဲ့အခါကျတော့ဒီနားလောက်မှာပြန်ပြီးတော့အတက်လာပြရတယ်ပေါ့နော်ဒီနားလောက်မှာပြန်ပြီးတော့ဒီ trade ပေါ့နော်ဒီ trade ကတော့ပြီးသွားပြီဒီ trade မှာလိုက်ပြီးတော့အတက်လာပြရတယ်ဒီနားကဒါကျွန်တော်တို့1 hour ရဲ့ gap ပေါ့နော်1 hour ရဲ့ gap ကိုလာပြီးတော့ထောက်ပြီးတော့ဒီမှာကျွန်တော်တို့15မိနစ်ရဲ့5မိနစ် gap လည်းရှိရပါပေါ့နော် sorry ဒါမဟုတ်ကျွန်တော်ကမှားပြန်ပြီ okay တူတူပါပဲအကြောင်းရတော့နော် okay ခဏလေးokay အဲ့တော့ဒီမှာကျွန်တော်တို့ကဟုတ်လားကြပြီးတော့ဒီမှာကြည့်တဲ့ခါကျတော့ဒီမှာကျွန်တော်တို့ကဒီမှာ5မိနစ်ရဲ့ပေါ့နော်ဒီမှာဒီနားလေးပေါ့နော်ဒီနားလေးတွေမှာဒါကျွန်တော်တို့ဓာကြီးက1 hour ရဲ့ gap ကြီးဟုတ်လား1 hour ရဲ့ gap ကြီးမှာဒီမှာကျွန်တော်တို့ကဒီဘက်ကိုကြည့်တဲ့ခါကျတော့ဒီနားမှာကျွန်တော်တို့ဒီမှာ1 hour ရဲ့5 minute ရဲ့ gap တွေတော့မရှိဘူးเนาะမရှိဘူးပေါ့ကျွန်တော်တို့စစ်တော့မရှိဘူးဒီဒါပေမဲ့15မိနစ်မှာရှိရပေါ့เนาะထားပါတော့15မိနစ်ကျွန်တော်မကြည့်ဘူးဆိုတော့အခု5မိနစ်မှာသူကဘာမှမရှိဘူးဒါပေမဲ့ဒီနေရာရဲ့ data ကကျွန်တော်တို့1 hour ရဲ့ gap ဖြစ်တယ် gap ဖြစ်တော့ကျွန်တော်ဒီအောက်ကိုထပ်ကြည့်တော့ဒီမှာ gap တစ်ခုထပ်တွေ့တယ်เนาะဒါက5 minute gap ပေါ့เนาะ5 minute gap ကသူ1 hour order block မှာရှိနေ5 minute gap ပြီးရင်1 hour ရဲ့ကျွန်တော်တို့ဒီ gap အောက်မှာရှိနေတယ်5 minute gap အဲ့တော့ကျွန်တော်ဒီကနေပြီးမှကျွန်တော်ကဟုတ်လားကြည့်လိုက်တော့သူကဒေါ်လာထောက်တယ်ဒေါ်လာထောက်တယ်ဆိုတာပေါ့ဒါမကြိုးဘူးပေါ့เนาะဒေါ်လာထောက်တယ်ထောက်ပြီးတဲ့ခါကျမှသူတဖြည်းဖြည်းတက်သွားတယ်တဖြည်းတက်လာနေပြီပေါ့နော်တဖြည်းတက်လာနေပြီးတော့ကျွန်တော်အဲ့ဒါနဲ့ပဲတက်နေပြီဆိုတော့ကျွန်တော်ဒီကနေပြီးပဲစပြီးတော့ဝင်လိုက်တော့တယ်ဒီနားပေါ့နော်ဒီနားကနေစပြီးဝင်လိုက်တယ်ဝင်လိုက်ပြီးတော့ဒါကျွန်တော်အခုထိဒီနေ့ထိဖွင့်ထားတာနော်ဒီလိုပဲသူတဖြည်းဖြည်းတက်နေတာပဲနော်ဒီမှာဒါဒီနေ့ထိသူတိုင်နဲ့သွားနေတာအဲဆိုတော့ကျွန်တော်ဒီနားနေဝင်ထားပြီးတော့မှသူဒီအခုလောလောဆယ်ဒီမှာဒီထိတော့တက်နေတယ်နော်ဒီထိတော့တက်နေတယ်ပြီးရင် तू ကကျွန်တော်မျှော်မှန်းထားတော့ဒီထိပေါ့ဗျာနော်ဒီထိမျှော်မှန်းထားတယ်ဒါဒီထိရနိုင်တယ်ပေါ့နော်ဒီထိရနိုင်တယ်တော့မြင်ရတာပဲဟောဒီမှာသူကကျွန်တော်တို့ distributed လုပ်ပြီးတော့ဆင်းချပြီးတော့မှဒီမှာကျွန်တော်တို့နည်းနည်းလေးရောင်းဝယ်လုပ်နေပြီးအခါမှာတဖြည်းဖြည်းပြတ်တက်လာတာပေါ့နော်ဆိုတော့ဒါကျွန်တော်လိုချင်တဲ့နေရာကိုတော့ရောက်မယ်လို့ထင်တာပဲနော်လေးရှိမယ် okay ဒါမနေ့ကကျွန်တော်ဝန်ထမ်းဟာလေးကိုကျွန်တော်ပြန်ပြတာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တစ်စုံတစ်ခုအကျိုးရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယို YouTube ကြည့်နေရဆိုလဲ YouTube မှာကျွန်တော်YouTube
ဒီ video ရဲ့ comment ပေါ့နော် YouTube ရဲ့ video တွေမှာ comment ပေးလို့ရပါတယ်မြင်လို့ရပါတယ်ပြီးရင်ကြိုက်နေတဲ့ဆို like and subscribe လုပ်ပေးထားလို့ရပါတယ် TikTok ကြည့်ရဆိုတော့ကျွန်တော် TikTok ရဲ့ profile ရဲ့အောက်မှာကျွန်တော်ရဲ့YouTube လေးတင်ပေးထားပါတယ် YouTube လေးနှိပ်ပြီးတော့ YouTube ထဲမှာကျွန်တော်ဒီလိုမျိုး trading need တွေ index နဲ့ပတ်သက်တာ crypto နဲ့ပတ်သက်တာနော် forex နဲ့ပတ်သက်တာ trade တဲ့ခါလေးရှိပါတယ်တင်ပေးထားရှိပါတယ်အားလေးကိုတွားကြည့်လို့ရပါတယ် like and subscribe ပေးလို့ရပါတယ်ဗျဟုတ်အားဆိုရင်ဒါလေးတစ်ဖြတ်ဖြတ်လိုက်အောင်မယ်နော်